တော်ချင်းဖြည်းဖြည်းချင်းဒီအားနေတဲ့ဘက်ကိုရှော့ပြီးပါသွားတယ်ကျွန်တော်တို့ဒီကျွန်တော်နားလေးမှာဆို900လောက်ရှိတယ်ဘာမှမမြင်နိုင်တော့ဖုံလုံးနေတယ်ဒီနှာခေါင်းထဲတွေရောလေချောင်းထဲတွေရောကျွန်တော်တို့အကုန်ဝင်းနေကျွန်တော်6မှာလည်းပန်းဝီးပြီးထားတယ်ကျွန်တော်မယုံနိုင်တော့အဲ့ချိန်မှာလည်းကျွန်တော်အရှိရလွတ်နေတဲ့သူတယောက်ကိုကျွန်တော်အကူအညီတောင်းရတယ်ကျွန်တော်နောက်မှာဆိုရင်လည်းအများကြီးပဲတော်တော်ပြီးနေကြတယ်အဲ့ပြီးနေတဲ့ကလေးတွေကျွန်တော်မထုံနိုင်တော့ကျွန်တော်ကလည်းဒဏ်ရာနဲ့အဲ့လိုမျိုးမထုံနိုင်တော့တဲ့အချိန်မှာကျွန်တော်တို့နောက်ထပ်ကူညီဖို့ဟာတွေကိုအချိန်ဆက်တွေလောက်ရတော့အချိန်တောင်းတော့တော်တော်ကြာတယ်ဗျပြန်ဒီလိုပြန်တွေးကြည့်ပေါ့နော်ဒါမျိုးကြီးထပ်လုံနိုင်လားမင်းဟိုပေါ့လုံနိုင်မှုဆိုတာအထက်ကိုအထက်မြင့်ကိုသွားမှာကိုတော်တော်လေးစိတ်ညစ်နေအကုန်လုံးကတော့ဒီချိန်မှာတော့ဆင်းရဲတာချမ်းသာတာတော့တာထားကိုယ်ဆွေမျိုးသားချင်းမိဘတွေဆိုတော့အကုန်လုံးကတော့ပူပန်တော့ကားတွေနဲ့ပဲဗျငိုကြဒီမမတော့မရှိဘူးဗျကျွန်တော်ဒီမှာဘိုက်ငလေးရဲ့ပြင်းထန်တဲ့လှုပ်အားတွေကြောင့်ဟိုရန်တီရဖြစ်နေပါတယ်အဲ့တော့အပေါ်မှာရှိတဲ့တငယ်ချင်းဟာသူ့ရဲ့အဖြစ်ကိုလမ်းသိပါတယ်ဟိုကတငယ်ချင်းကလည်းမြန်မာနိုင်ငံကတိုင်းသားတူပဲလို့သိရပါတယ်ရှင်အောက်ကတငယ်ချင်းကြိုးတန်းတဲ့ဟိုရန်တီရဖြစ်နေတဲ့အချိန်မှာအားလုံးအသက်လူပြီးပြင်းနေပြီမဲ့အပေါ်ကတငယ်ချင်းဟာအဲ့ချိန်မှာဘဲမှမသွားပါဘူးရှင်သူ့ရဲ့အနားမှာလည်းရေတွေကစီးကျနေပါတယ်ရိုးရိုးစီးကျတော့မဟုတ်ပါဘူးရှင်ပြင်းထန်တဲ့ငလေးရဲ့ဆွဲရတဲ့ကြောင့်ပုတ်ပွက်စီတို့အရှိန်အရန်ပြင်းတယ်လို့အဲ့ဒီတငယ်ချင်းတွေကပြောပြပါတယ်အပေါ်ကတငယ်ချင်းဟာတခြားသူတွေအသက်လူပြီးပြေးနေတဲ့အချိန်မှာတော့ဘဲမှမထွက်သွားပါဘူးရှင်သူပြေးလို့တဲ့အချိန်မိပါတယ်အောက်မှာကြိုးတန်းလန်းတဲ့ဟိုရန်တီရန်ဖြစ်နေတဲ့တငယ်ချင်းရဲ့ဆက်တီးကြိုးကိုသူအပေါ်ကနေလမ်းဆွဲပြီးထိန်းထားပေးနေပါတယ်ဆက်တီးကြိုးကိုလည်းဆွဲနေတယ်သူ့ဘေးနားကရေတွေကလည်းအောက်ကိုအချိန်ပြေးစွာကျနေတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင်သူစိတ်ချသွားရပြီဆိုမှအဲ့ဒီဆက်တီးကြိုးကိုလှုပ်ချလိုက်တာပါရှင်နောက်တစ်ခုကအပေါ်ကတငယ်ချင်းဟာချက်ချေသွားလို့မရသေးပါဘူးရှင်သူ့ရဲ့ဘေးနားမှာရေတွေကအရှိန်ပြေးစွာစီးကျနေပါတယ်ရိုးရိုးစီးတာမဟုတ်ပဲငလေးရဲ့အရှိန်နဲ့စီးကျနေတာဖြစ်လို့သူပြောပြချက်အရာသူချက်ချင်းထွက်သွားလို့မရဘူးတဲ့ရေငိမ့်အောင်အရှိန်ဆုံးစောက်ရတယ်ရေငိမ့်သွားပြီဆိုမှသူလည်းထွက်ပြေးလာခဲ့တယ်အခုအပေါ်ကတငယ်ချင်းကိုအောက်ကတငယ်ချင်းကိုအသက်ဘေးမှာကင်းလွတ်လာခဲ့ပါတယ်ရှင်တငယ်ချင်းမျိုးကရွှေနဲ့တော့မလဲနိုင်ပါဘူးရှင်အရန်တန်ဖို့ရှိပါတယ်မနက်ကဓာတ်ပုံတင်ထားပေးပါတယ်တချို့ကလည်းဗီဒီယိုလေးကြည့်ချင်တယ်ဆိုတော့သူ့ရဲ့ဗီဒီယိုလေးတချို့ကိုပြန်လိုက်ပါဆိုတော့သုံးပါသွားတဲ့ခန္ဓာကိုယ်အားလုံးကိုအောက်ထပ်ရနေဆဲထုတ်ပြီးတော့ပေချရအောင်ပေါ့နော်အဲ့ဒီအပြင်ဖွဲ့တွေအားလေးလားပါပဲသူတို့မှလည်းလိုအပ်ချက်ရှိနေပါတယ်ဒီလက်အရှိတွေပေါ့နော်ရာဘာလက်အရှိတော့စိတ်ုံလုံးလက်အတူနဲ့မဖြစ်နိုင်ဘူးဘော်ဒီရဲ့ပွာလာပွေရတဲ့အခါမှာကာယုံနဲ့မရတော့ပွေရမှာပေါ့ဒီလက်ဖြန်တော့တော့အနည်းဆုံးလက်80လေးလောက်နော်ဧပြီလို့ခေါ်တဲ့အစလေးပေါ့နော်အဲ့ဒါကိုလာမှာပေါ့နော်ဒါတွေပါမှပို့ပြီးတော့အဆင်ပြေနိုင်တယ်လားလှုပ်ရှားတဲ့အချိန်မှာလည်းမဟာမုနိဘုရားကြီးကတုံကာမှုတွေရှိတယ်။သို့တော့မဟာမုနိဘုရားကြီးမှာပလင်တော်တို့ဘာလို့ပျက်စီးမှုမရှိပါဘူး။မဟာမုနိဘုရားကြီးရဲ့ဥကောင်းပေါ်မှာတင်ထားတဲ့သင်္ကြန်ဆိုတာရှိပါတယ်။အဲ့သင်္ကြန်တော်ကြီးကရွှေစနေပိတ်တာရှိပါတယ်။သင်္ကြန်တော်ကနည်းနည်းတိတ်ဆောက်သွားပါတယ်။အဲ့တိတ်ဆောက်မှုပဲရှိတယ်ကျန်တာတော့အပျက်စီးမရှိပါဘူး။ရှိလိုက်တဲ့အခါကျတော့ဘော်ဒီတက်တွေ့တာတော့ကျွန်တော်တို့၈ခုလောက်တွေ့တယ်ပေါ့လေဒါကတော့ကျောင်းတော်ကြီးအောက်မှာတော့မဟုတ်ဘူးကျောင်းတော်ကြီးရဲ့အပြင်ဘက်မှာစောင်းနှလေးတွေမှာကျွန်တော်တို့ဖြစ်နေတဲ့မဟာမုနိဘုရားကြီးရဲ့